content monetization invite ခံထိဖို့ကိုရေ follower ကဘယ်လောက်လိုတာလဲ view minute ကဘယ်လောက်လိုတာလဲပေါ့နော်ဒီပုံလေးပြပြီးတော့တချို့လာမေးတယ်အကိုရေကျွန်တော်ရဲ့အကောင့်မှာကျွန်မရဲ့ page မှာပေါ့နော်ဒီလိုမျိုး view 3သိန်းပြည့်သွားပြီ follower ကတော့တချို့ကျတော့5 8ထောင်ပဲရှိတယ်1000မပြည့်သေးလို့လားCM မပွင့်တာပေါ့တချို့ကျတော့လဲ follower ကတော့1000ကျော်နေပြီကိုရေဒီနေရာက view minute ကလည်းဒီ3သိန်းပြည့်သွားပြီပေါ့နော်အခုတည်းဒီ invite မလုပ်သေးဘူးတလားလောက်ရှိတော့မယ်ဘာညာပေါ့ဒီလိုမျိုးလေးမေးတာရှိတယ်ဒါလေးကိုကျွန်တော် sharing အနေနဲ့ပြပြပေးမယ်ပေါ့နော်အခုရက်ထဲမှာပေါ့နော်ကျွန်တော်ကိုဒါဘန်လာချိတ်တဲ့လူတွေကpercent နဲ့လာတဲ့လူတွေပေါ့နော်အဲ့ဒီထဲမှာ follower 1000မပြည့်ပဲနဲ့လာချိတ်တဲ့ account တွေအများကြီးပါတယ်ဒါကြောင့်အဓိက Facebook ဘက်က invite လုပ်ဖို့အတွက်ပေါ့နော် invite ကို CM ပွင့်ဖို့အတွက်ပေါ့နော် follower ကိုခေါင်းထဲမထဲနဲ့ follower နဲ့လုံးဝမဆိုင်ဘူးဒါကတော့ကျွန်တော်ရေးရေးပြောရတယ်ဘာဖြစ်လို့လဲဆိုတော့ဒါကိုတိုင်လည်းဒီလိုမျိုးလက်ရှိ run နေတယ်ကျွန်တော်မှာ follower 4500နဲ့ invite ပွင့်တဲ့ပေတောင်ရှိတယ်အဲ့ဒီထက်မှာကိုတယောက်ထဲတယ်မဟုတ်ဘူးကိုကကန်ကောင်းလို့ပွင့်လာလားမဟုတ်ဘူးစားပစ်လာတဲ့လူတွေအခုပဲ4000 5000 6000 9000 8000 1000မပြည့်တဲ့လူရှိတယ်ကျော်တဲ့လူရှိတာပေါ့နော်လာပြီးတော့ချိတ်တာတွေရှိပါတယ်အဓိကတော့ contact ပဲမိတ်ဆွေကကိုပိုင် contact တွေဖန်တီးမယ်ကိုပိုင် contact တွေဖန်တီးပြီးတော့ဗျာ follower 3000နဲ့ပဲဖြစ်ဖြစ်အခုလိုမျိုး view minute 3သိန်းပြည့်ဒီ view minute 3သိန်းကတော့စိုက်တယ်နော်အဓိကတော့ view minute 3သိန်းပြည့်အောင်လို့ဒီ ဩဂုတ်လတည်းရောက်သွားပြီပေါ့ဗျာ view minute 3သိန်းပြည့်အောင်လို့ view minute 3သိန်းလည်းပြည့်တယ် follower က3-4ထောင်ပဲရှိနေပါစေနော်ပြဿနာမဟုတ်ဘူးမိတ်ဆွေ view minute 3သိန်းပြည့်သွားပြီးတော့3-4ရက်လောက်နေတာနဲ့လုံးဝ 100% invite လုပ်တယ်ဒီ8လပိုင်းနေမှာပေါ့နော် Facebook ဘက်ကလည်းအများနဲ့အပြောင်းလဲလေးလုပ်တယ်ဒါသူ့ဘက်ကဒါ edit ကလည်းအများနဲ့လုပ်ဖြစ်နေတာဖြစ်တဲ့အတွက်ပေါ့နော်ဒီရက်ဒီလဒီချိန်တွေထဲမှာပေါ့နော်ကျွန်တော်တို့ follower နဲ့မဆိုင်ပါဘူးနောက်တော့မသိဘူးပေါ့နော် Facebook ကပြောင်းလဲဖြစ်နေအခုချိန်မှာကျွန်တော်စီလာတဲ့လူတွေအကုန်လုံးကfollower 1000မပြည့်ပဲနဲ့ CM ပွင့်တဲ့လူတွေဒါဘန်လာချိတ်သွားတဲ့လူတွေရှိပါတယ်အဓိကတော့ဒီ view minute တော့ပြည့်တယ်နောက်တစ်ချက်က contact ကတော့ကိုယ်ပိုင် contact တွေဖန်တီးထားတာဖြစ်တဲ့အတွက်လုံးဝ 100% invite လုပ်တယ်ဒီနေရာမှာတချို့ကြောက်လဲ view minute က3သိန်းပြည့်သွားပြီ follower ကလည်း1000ကျော်နေတယ်ပေါ့နော်တချို့ဆို5-5000လောက်ဖြစ်နေတယ်ဒီနေရာ view minute ပြည့်ပြီးတော့ဒီတိုင်းပဲနေတချို့ဆို15ရက်20ရှိနေပြီကိုကြီး CM မပွင့်ဘူးဆိုရင်တော့ဒါဆိုတော့မိတ်ဆွေ contact နဲ့ဆိုင်တယ်ကိုတင်ထားတဲ့ contact တွေက Facebook policy နဲ့မလွတ်တာလား copyright ထိနေတာလားသူများလည်းဖြည့်ညက်ကလုပ်တာကိုယ့်ရဲ့ scale ညံ့နေတာလားဒီလိုမျိုးပေါ့နော်အဓိကတော့ကိုပိုင် contact တာဖန်တီးကိုပိုင် contact ဖန်တီးရဆိုရင် follower နဲ့လုံးဝမဆိုင်ဘူးဒီ view minute 3သိန်းပြည့်တာနဲ့မိတ်ဆွေတရက်နှစ်ရက်အနေနဲ့လုံးဝ 100% invite ရတယ်ဗျာဘာကြောင့်လဲဆိုတော့ကျွန်တော်ကိုယ်တိုင်နဲ့ follower 4500နဲ့ invite ခံထိထားတဲ့ page တစ်ခုရှိတယ်စားပစ်လာတဲ့လူတွေတဲ့တယောက်နှစ်ယောက်မဟုတ်10ယောက်တန်းလောက်ကရှိတယ်ဒါကြောင့်တော့ကိုကကန်ကောင်းလို့မဟုတ်ပါဘူးအဓိကတော့ကျွန်တော်တို့ကိုပိုင် contact လေးတွေဖန်တီးပြီးတော့ run ပါအဓိကတော့ view minute 3သိန်းလိုတာပေါ့နော် view minute 3သိန်းဆိုတာကလည်းဗျာခလေးကစားသေးရလို့ပဲပြီးတော့တပုတ်စာတော့မရှိဘူး view minute 3သိန်းလောက်ကပေါ့နော်